delete အိမ်လေးစောက်တဲ့အချိန်မှာအမေအများဆုံးမိကုန်း၅ခုကိုပြောပြသွားမှာပဲဖြစ်ပါတယ်။နောက်ဆုံးတစ်ခုကတော့အမေအများဆုံးဖြစ်လို့နောက်ဆုံးတစ်ကြည့်ပြီးပထမဦးဆုံးမိကုန်းကကြတော့ဘယ် construction ကိုသုံးတာလဲဘယ်သူစောက်ပေးရလဲပေါ့နော်။ Agree ရဲ့ delete home လေးကတော့ Agree လှုပ်ချင်တာတွေအသေးစိတ်လှုပ်ချင်တာတွေအများများတဲ့အတွက်ကြောင့် construction company ထက် Agree team အသေးလေးတစ်ခုကိုငှားခဲ့တာပေါ့နော်။အဲ့ဒါကြတော့အဲ့ construction အကိုရဲ့ Viber ကိုဆက်သွယ်လို့ရပါတယ်။သူတို့တွေရဲ့အဓိကအားသာချက်ဆိုလို့ရှိရင်တော့ပြောမယ်ဆိုတော့ဈေးသက်သာတယ်ပြီးတော့စိတ်ရမ်းရှည်တယ်ကိုလှုပ်ချင်တဲ့အတိုင်းကိုမှအမြင်ရှိတယ်ဆိုလို့ရှိရင်သူတို့အနည်းဆက်ဆုံးလိုက်လုပ်ပေးနိုင်တယ်ပေါ့နော်ဟိုသူတို့အနေနဲ့ကတော့ဒီဇိုင်းပိုင်းအရန်ကျွမ်းကျင်ပြီးတော့ဟိုသူတို့ဘက်က lead လုပ်တဲ့ဥစ္စာတွေရမှာမဟုတ်ဘူးကိုယ့်ဘက်ကတကယ်လေး lead လုပ်နိုင်တဲ့ idea ရှိရဆိုလို့ရှိရင်တော့အရင်အဆင်ပြေမှာပါ question number 2ကကြတော့ Agree မေးကြတယ် reception နဲ့ Agree ရဲ့အစိုးစင်လေးကိုဘာမှလောက်တာလဲပေါ့နော်အဓိကဒီရဲ့ delete home မှာဆိုလို့ရှိရင်တော့ဈေးအကြီးဆုံးသသားပစ္စည်းက reception နဲ့ပစိုးစင်ပေါ့နော်အဲ့ဒီမှာတော့ Agree တကယ်တသားလက်မှုပညာပါတဲ့ဥစ္စာကိုသုံးချင်တဲ့အတွက်ကြောင့် Agree Sabuni Furnishings ကနေပြီးတော့မှဟိုလုံးဝ custom made မှာထားတာပေါ့နော်ကိုကတကယ် quality ကောင်းတဲ့သသားပစ္စည်းတွေကိုမှာချင်တယ်ဆိုလို့ရှိရင်တော့အဲ့ဒီကိုဆက်သွယ်ပြီးမှလို့ရပါတယ်အရင်တုန်းကဒီ logo လေးကနေပြီးတော့ question number 3ကကြတော့ Agree ရဲ့ delete logo ကိုဘယ်မှာဆွဲရလဲလို့မေးထားတာပေါ့နော်2018ဆက်စချင်းကလေးက Agree ရဲ့ co-founder ကသူကိုယ်တိုင်ဒီ delete logo လေးကိုစုံအုပ် logo လေးနဲ့ပေါင်းဆက်ပြီးတော့မှကိုယ်တိုင်ဆွဲထားတဲ့ logo လေးပဲဖြစ်ပါတယ်အဲ့တော့အခုခါမှာတော့အရင်တုန်းကဒီ logo လေးကနေပြီးတော့မှ Agree 6နှစ်ကြာတဲ့အခါမှာ Agree designer မောင်လေး link ထက်နဲ့ပူးပေါင်းပြီးတော့မှ innovate လုပ်ထားပါတယ်အဲ့ဒါတော့ဒီ logo လေးဖြစ်သွားပါပြီquestion number 4ကကြတော့ Agree ရဲ့ indoor outdoor signages တွေအကုန်လုံးကိုဘယ်မှာလောက်တာလဲလို့မေးထားတဲ့မိကွန်းလေးပဲဖြစ်ပါတယ်အဲ့ဒါကတော့ပြောစရာမလိုပါဘူး Diamond Sidewalk ကလောက်တာဖြစ်ပါတယ် Agree Diamond Sidewalk က1996ခရစ်ကနေဆိုတော့အခုဆို29နှစ်လဲကျော်နေပြီလုံးဝ one stop signage company အနေနဲ့ရပ်တည်လာခဲ့တာပေါ့နော်အဲ့တော့ Grow မတို့လိုချင်တဲ့ building တစ်ခုလုံးကြီးကို composite quality နေနဲ့ကာချင်တာဖြစ်ဖြစ်ရှိသမျှစဉ်းစားလို့ရသမျှဆိုင်ဖို့အကုန်လုံးကို Agree ရဲ့ family business ဖြစ်တဲ့ Diamond Sidewalk မှာမာယူနိုင်ပါတယ်နောက်ဆုံး question number 5အားလုံးအမြင့်များဆုံးမိကွန်းဖြစ်တယ်အဟောင်းပစ္စည်းတွေကိုဘယ်မှာဝယ်လဲဆိုတဲ့မိကွန်းလေးပဲဖြစ်ပါတယ်အဲ့ဒါကကြတော့ Agree အနေနဲ့အများဆုံးဝယ်ဖြစ်တာကတော့3နေရာပါအဲ့တော့ကိုအနေနဲ့အဆင်ပြေဆုံးဖြစ်မှာကိုတေချာလေးကြည့်ပြီးတော့မှဝယ်ဖို့အကြံဉာဏ်ပေးကြပါတယ်ပထမဦးဆုံးနေရာကကြတော့မအီဒီရဲ့ Facebook page လေးပါအဲ့အမစီမှာသူစီမှာရှိတဲ့ပစ္စည်းဆိုလို့ရှိရင်တော့အမြဲတမ်း post တင်ပြီးတော့မှတင်လေးရှိတယ်ပကြီးကားတွေပါလေတစ်ခါလေးတင်ပါတယ်ဒုတိယနေရာကကြတော့ Agree တင်ငန်းကျွန်းတွန်းနာအတိအကျလိပ်စာလေးကတော့ဒီမှာပါဒီကတချို့နေရာတွေသိမ့်မသိဘူးပေါ့နော်အဲ့ဒါကြောင့်မလို့ဒီနေရာလေးမှာလည်းသွားပြီးတော့မှကြည့်လို့ရပါတယ်နောက်ဆုံးနေရာနံပါတ်3နေရာကကြတော့ Agree ရန်ကင်း12လုံးတန်းနားမှာအမှတ်1ကျောင်းရန်ကင်းကျောင်းရှိတယ်အဲ့ရန်ကင်းကျောင်းနားမှာဦးမတ်ကြီးဆိုတဲ့ pre-board ကအဟောင်းနေရောင်းတဲ့နေရာလေးပဲဖြစ်ပါတယ်အဲ့တော့အဲ့နေရာ3ခုလုံးကတော့ Agree ရဲ့ဆိုင်မှာအဝယ်အများဆုံးဖြစ်တဲ့ furniture အဟောင်းလေးဒီဇိုင်းလေးတွေပဲဖြစ်ပါတယ်အဓိကကကြတော့ကိုဘယ်နေရာမှာလိုလဲဘယ်ပြီးရင်ဘယ်နာထားမှာလဲဘယ်အပေါက်ကနေထဲမှာလဲအဲ့ဒါကိုတေချာစဉ်းစားပြီးတော့မှဝယ်ပါဘာလို့လဲဆိုတော့အဲ့ဒါကိုဝယ်ပြီးတော့ကိုကလည်းပြန်မမုန်းမှန်တက်ဖို့ဘယ်လိုပြန်ရမလဲမသိဘူးဆိုရင်တော့ဟိုစင်ဖို့တဲ့ချုံမိုးကြီးကုန်မယ်ပေါ့နော်အဲ့နေရာ3ခုအပြင် Agree တခြားပြောပြချင်တာကြတော့ကိုရချင်တာတစ်ခုခုရှိရင် Agree အနေနဲ့ဒါတွေကိုလည်းတန်းပြီးသိတာမဟုတ်ဘူးပေါ့နော်မြန်မာနိုင်ငံမှာအလွယ်ကူဆုံးရှာရတာကတော့ဟို Facebook ရဲ့ group တွေရှိရပေါ့နော်ဥပမာရန်ကုန်မန္တလေးအဟောင်းဆိုင်တို့ဟိုပြန်မလို့တဲ့ပစ္စည်းအယောင်းဆိုင်တို့အဲ့လိုမျိုးဟာတွေကိုလည်းရှာပြီးတော့မှ group တွေတဲကိုဝင်ကိုလိုချင်တဲ့ဥစ္စာကိုရှာပြီးတော့လေဈေးသက်သက်နဲ့ပစ္စည်းတွေကိုရအောင်ရှာလို့ရပါတယ်လို့အဲ့ဒါလေးကတော့ additional tip လေးပဲဖြစ်ပါတယ်ကဲဒီနေ့ Agree ဖြေသွားပြီးတဲ့မိကွန်း5ခုလုံးကအကိုမတို့အသိချင်းဆုံး Agree အမေးချင်းဆုံးမိကွန်း5ခုဖြစ်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ထပ်ဒီလိုဗီဒီယိုတွေအတွက်လည်းစောင့်မျှော်ပေးပါအောင်အားလုံးပဲ bye bye